တရားစီရင်ကိုလုတ်သမားဘောကကနေကမ္ဘာဖလားချန်ပီယံဖြစ်လာသူကတော့ဘရာဇီးရဲ့စစ်တေတော်ကီဘာတိုဆစ်ဗာဖြစ်ပါတယ်။ဘောလုံးသမားဖြစ်ဖို့အိမ်မပက်တော်မလို့ဖြစ်ခဲ့လာပြီမဲ့သူ့ရဲ့ဇွဲနဲ့စ조사အားထုတ်မှုကကံကြမ္မာကိုပြောင်းလဲစေခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝအောင်မြင်မှုက2002ခုနှစ်မှာစတင်ခဲ့ပါတယ်။ဘရာဇီးလက်ယူရဲစင်တင်းတဲ့အကျိုးကမ္ဘာဖလားပြိုင်ပွဲမှာအဓိကကစားသမားဖြစ်ပါဝင်ပြီးချန်ပီယံဆုကြီးကိုစုခုနိုင်ခဲ့တာဟာသူ့ဘဝရဲ့အချိုးအကွေ့တစ်ခုပါပဲ။ကမ္ဘာဖလားအပြင်2005 Confederation ဖလား2009 Copa America ဖလားတွေကပါစုခုခဲ့ပြီးနိုင်ငံအသင်းရဲ့အမာခံကစားသမားတဦးဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ကမ္ဘာဖလားအောင်ပွဲပြီးတော့သူဟာအင်္ဂလန် Premier League က Arsenal အသင်းစီရောက်ရှိလာခဲ့ပါတယ်။ Arsenal မှာ6နှစ်ကြာကစားခဲ့ပြီး2003ရာသီမှာတရားသီလုံးရှုံးပွဲမရှိ Invincibles အသင်းရဲ့အထူးတော့ချဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ကွင်းလယ်မှာတိတ်ဆိတ်ပေမဲ့ပြိုင်ဖက်တွေအတွက်အမြဲတမ်းအခက်အခဲဖြစ်စေတဲ့သူ့ကိုမမြင်ရတဲ့တိုင်း The Invisible Wall လို့ချစ်စနူးတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ Emirates ကွင်းမှာပထမဆုံးဂိုးသွင်းစုဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ထားပါတယ်။ကီဘာတိုဆစ်ဗာဟာကမ္ဘာဘောလုံးလောကမှာအောင်မြင်မှုတွေများစွာရရှိခဲ့ပေမဲ့လည်းအမြဲတမ်းနှိမ့်ချပြီးစ조사ခဲ့တဲ့ professional ဒီလောက်ဖြစ်ပါတယ်။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲ comment မှာပြောခဲ့နော်။